လူငယ်တိုင်းသိထားတဲ့လိမ်ပညာပေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မေးဖြေ10ခုအကြောင်းကိုဒီနေ့ဒီဗီဒီယိုမှာပြောလို့ရခင်ဗျာကိုနုနှစ်ထက်ဆိုရင်ပို့ပြီးတော့စိတ်ချရသလားပေါ့နော်အဖြေကတော့ပို့ပြီးတော့အန်တယ်များပါတယ်ဘာကြောင့်လဲဆိုတော့ကွန်တွန်းကိုနှစ်ထက်ဆွတ်လက်ခါမျိုးမှာဆိုရင်ကွန်တွန်းနှစ်ထက်ကသူကပို့ပြီးတော့ပုတ်တိုက်မှုများပြီးတော့ကွန်တွန်းကပေါက်နိုင်ချေပို့ပြီးတော့များပါတယ်အဲကြောင့်မလို့ကွန်တွန်းတစ်ခုကိုပဲကျွန်တော်တို့ကောင်းကောင်းလေးပေါ့နော်စနစ်တကျလေးဆွတ်တင်ပါတယ်ခင်ဗျာပါဇက်ကနေတစ်ဆင့်ကျွန်တော်တို့လိန်ဆက်ဆန်တဲ့အခါမှာကျွန်တော် oral sex လုပ်တဲ့အခါမှာယောဂပိုးကူးနိုင်သလားပေါ့နော်အဖြေကတော့ကူးနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် syphilis လို့ခေါ်တဲ့ကာလာတာယောဂရယ်စီးပူညောင်ကြရယ်ပြီးတော့ရေယုံရယ်စတဲ့ယောဂပိုးတွေဟာပါဇက်ကနေလိန်ဆက်ဆန်တဲ့တစ်ဆင့်ကျွန်တော်ယောဂပိုးတွေကူးဆက်ပြန်ပွားနိုင်ပါတယ်ခင်ဗျာတခါတော့မားမိုံနဲ့ကျွန်တော်ယောဂပိုးကူးဆက်နိုင်သလားပေါ့နော်အဖြေကတော့ကူးဆက်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တခါတော့ယောဂပိုးရှိရလူတွေနဲ့လိန်ဆက်ဆန်မိရယ်ဆိုရင်ကျွန်တော်ကူးဆက်ဖို့အတွက်ကကျွန်တော်လုံလောက်ပါတယ်အဲဒါကြောင့်ကျွန်တော်အချိန်ကြီးအတွက်ထက်စာရင်ကျွန်တော်ဒီအကာအကွယ်ရှိမရှိရပို့ပြီးတော့အေးကြည့်ရပါတော့။လိန်ဆက်ဆန်တဲ့အခါကျွန်တော်ပြီးခါနေအပြင်ကိုထုတ်ပြီးတော့ပြီးလိုက်တာကကိုယ်ဝန်နဲ့ယောဂပိုးတွေကိုကာကွယ်ပေးနိုင်သလားပေါ့နော်။အဖြေကတော့မကာကွယ်ပေးနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်လိန်ဆက်ဆန်တဲ့အခါမှာဆိုရင်ကျွန်တော် pre-cam လို့ခေါ်တဲ့ကျွန်တော်ဒီချောစီအရေးတစ်မျိုးလိန်တန်းနေပြီးတော့ကျွန်တော်ထွက်တတ်ပါတယ်။အဲ့ဒီ pre-cam လို့ခေါ်တဲ့ဒီအရေးတွေကနေပြီးတော့ကျွန်တော်ဒီကိုယ်ဝန်ရစေတဲ့တုတ်ကောင်ရောမျိုးတိုင်းတုတ်ကောင်ပေါ့နော်ပြီးတော့ကျွန်တော်တို့ယောဂပိုးမွားတွေရောပါလာနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအပင်ထုတ်ပြီးတော့ပြီးတဲ့နေ့ကပေါ့နော်ဒီလိုမျိုးယောဂပိုးရောကျွန်တော်ကိုယ်ရောမကာကွယ်ပေးနိုင်ပါဘူးခင်ဗျာအကယ်၍ကွန်ဒွန်က expiry date ကျော်လာတယ်ဆိုရင်ကျွန်တော်တို့သုံးလို့ရသေးသလားပေါ့နော်အဖြေကတော့မရတော့ပါဘူးခင်ဗျာ။ဘာကြောင့်လဲဆိုတော့ expiry date ကုန်လာတဲ့ဒီကွန်ဒွန်တွေကပေါ့နော်။သူကကျုံနိုင်ဆက်နိုင်သူကအရင်အားနေတဲ့အတွက်ကြောင့်မလို့ကွန်ဒွန်ကအလွယ်တကူပေါက်ပြဲနိုင်တဲ့အတွက်ကြောင့်မလို့ကွန်ဒွန်က expiry date ကျော်လာတယ်ဆိုရင်မသုံးသင့်တော့ပါဘူးခင်ဗျာ။အကယ်၍ကျွန်တော်တို့လက်ချောင်းနဲ့လိန်ဆက်ဆန်နေဆိုရင်ဒီလက်ချောင်းကနေတစ်ဆင့်ကျွန်တော်တို့ယောဂပိုးမတွေဒီလိန်ကနေတစ်ဆင့်ကူးဆက်နိုင်တဲ့ယောဂပိုးမတွေကူးဆက်နိုင်သလားပေါ့နော်။အဖြေကတော့ကူးဆက်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အကယ်၍ကျွန်တော်ရဲ့လက်ကနေပြီးတော့ဒီယောဂပိုးမရှိတဲ့ဒီအရေးတွေကိုထိတွေ့မိပြီးတော့ဗောနော်တခြားတယောက်ရဲ့ကိုယ်အစိပ်ပိုင်းနဲ့အထူးသဖြင့်ဒီလိန်ကားတွေကိုတွားပြီးတော့ထိတွေ့ကင်တွယ်မိတယ်ဆိုရင်အဲ့ကနေတစ်ဆင့်ကျွန်တော်တို့ဒီလိန်မတစ်ဆင့်ကူးဆက်တဲ့ယောဂတွေကူးဆက်ပြန်ပွားနိုင်ပါလားခင်ဗျာနောက်တဲ့မိခွန်းတစ်ခုကတော့မိမကိုယ်ထဲကိုကျွန်တော်တန့်စင်စေးရဒါမှမဟုတ်ကျွန်တော်ဒီရေပန်းတွေနဲ့ထိုးထည့်ပြီးတော့ကျွန်တော်လောင်းထည့်ပြီးတော့ဆေးကြောတာကဒီလိန်မတစ်ဆင့်ကူးဆက်တဲ့ယောဂဘိုးတွေကိုသိစေနိုင်သလားပေါ့နော်အဖြေကတော့ကျွန်တော်မသိစေနိုင်ပါဘူးအဲ့လိုမျိုးလောက်တာကကျွန်တော်တို့ဒီယောဂပိုးမွားတွေမသိစေနိုင်တဲ့အပြင်ပေါ့နော်ဒီမိမကိုယ်ထဲကတဘာဝအတိုင်းရှိနေတဲ့ကျွန်တော်ကောင်းကျိုးပြုတဲ့ဘက်တီးရီးယားတွေကိုတောင်ကျွန်တော်ပျက်စီးစေတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ဆက်တွဲမိမကိုယ်ထဲက pH balance ကိုသူကတွားပြီးတော့ဖျက်ဆီးစေပါတယ်အဲ့လိုအနေနဲ့တစ်ဆင့်ကျွန်တော်တို့ဒီမိမကိုယ်ထဲကိုယောဂပိုးမွားတွေတခြားသောယောဂပိုးမွားတွေပို့ပြီးတော့လွယ်လွယ်ကူကူနဲ့ဝင်သွားစေနိုင်ပါတယ်ခင်ဗျာနောက်ထပ်မေးခွန်းတစ်ခုကတော့ကျွန်တော်အတူတူနေပြီးချင်းမှာဆေးကြောလိုက်ရင်ကျွန်တော်ယောဂပိုးတွေမကူးဆက်နိုင်တော့ဘူးလားပေါ့နော်အဖြေတော့မဟုတ်ပါဘူးကျွန်တော်အတူတူနေပြီးချင်းမှာတော့ကျွန်တော်ဒီကိုအင်္ဂါလိန်အင်္ဂါတွေဆေးကြောပေးရလို့ရေချိုးပေးရတာကျွန်တော်စီလန်းချောင်းပုံဝင်တာကိုအထိုက်လျောက်ကူညီနိုင်တယ်ဆိုပေမဲ့ကျွန်တော်ဒီလိမ်မတစ်ဆင့်ကူးဆက်တဲ့ကျွန်တော် HIV ယောဂါတို့ခုနပြောတဲ့ကျွန်တော်စီးပူညောင်ကြဖြစ်စေတဲ့ယောဂါတို့စားတဲ့ယောဂပိုးမားတွေရပါတော့ကျွန်တော်အသားချင်းထိတွေ့တဲ့ကျွန်တော်စက္ကန့်ပိုင်းအတွင်းမှာကျွန်တော်ခန္ဓာကိုယ်ထဲနေပြီးတော့ကျွန်တော်ကူးဆက်ပြန့်ပွားနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီလိုမျိုးရေဆေးုံနဲ့ပေါ့နော်ကျွန်တော်ဒီယောဂပိုးတွေကိုမကူးဆက်နိုင်အောင်မကာကွယ်ပေးနိုင်ပါဘူးခင်ဗျာနောက်ထပ်မေးခွန်းတစ်ခုကတော့ကျွန်တော်ကွန်ဒွန်းသုံးရင်ကျွန်တော်ရှိတဲ့ချောစီတိုင်းကိုသုံးလို့ရသလားပေါ့နော်အဖြေကတော့မရပါဘူးဘာကြောင့်ဆိုတော့ latest ကွန်ဒွန်းတွေကကျွန်တော်ဒီ CO အခြေခံထားတယ်ပေါ့နော်ကျွန်တော် oil base lubricant လို့ခေါ်တာပေါ့နော်ကျွန်တော် C ကိုအခြေခံထားတဲ့ဒီလိုမျိုးချောစီတွေနဲ့သူကမတည့်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီ series ကကျွန်တော်ကွန်ဒွန်းကိုပျော်စေပြီးတော့ကျွန်တော်ပေါက်ပြဲလွယ်စေပါတယ်။ကျွန်တော် latest ကွန်ဒွန်းနဲ့ချောစီကိုသုံးမယ်ဆိုရင်တော့ကျွန်တော် water base ပေါ့နော်။ကျွန်တော်ရေကိုအခြေခံထားတဲ့ကျွန်တော်lubricant တွေပဲသုံးလို့ရပါတယ်။ရေကိုအခြေခံထားတဲ့ချောစီကိုပဲသုံးသင့်ပါတယ်ခင်ဗျာ။တစ်ခုကတော့ကျွန်တော်ဘယ်လိုမျိုး sexually transmitted infection ပေါ့နော်။ဘယ်လိုမျိုးလိင်မတစ်ဆင့်ကူးစက်တဲ့ယောဂတွေကမြန်မာနိုင်ငံမှာအဖြစ်အများဆုံးလဲပေါ့နော်။ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်စီးပူညောင်ကြတို့ပြီးတော့ syphilis လို့ခေါ်တဲ့ကာလာတာယောဂါတို့ပြီးတော့ရေယုံရယ်ပြီးတော့ HIV ယောဂါစတဲ့ကျွန်တော်တို့ဒီလိမ်မတစ်ဆင့်ကူးစက်တဲ့ယောဂါတွေကဒီမြန်မာနိုင်ငံမှာအဖြစ်အများဆုံးနေမှာပါပါတယ်ခင်ဗျာ